ဟိုတော့မှမွေးနေ့ကိတ်တွေကအခုလိုပေါ်မိုင်းလေးမဟုတ်ဘူးတဲ့မင်္ဂလာပါအခုလိုပိုင်းရောင်ကိတ်မုတ်လေးအလှဆင်ရင်းနဲ့လူတော်များများမသိကြတဲ့ကိတ်မုတ်ရဲ့လျှို့ဝှက်ချက်တွေကိုပြောပြပေးမယ်အရင်တော့ဆိုရင်ကိတ်မုတ်တွေကအခုလိုအဝိုင်းနေမဟုတ်ဘဲနဲ့ပမုတ်တွေလိုမျိုးခက်ပြပြပုံစံလေးတွေရှိနေခဲ့တာပြီးတော့ထူးဆန်းတာက19ရာစုမတိုင်ခင်အထိကိတ်မုတ်တွေကိုလှိပြစ်တာမျိုးမဟုတ်ဘဲနဲ့တစားစီချိုးဖဲ့ပြီးတော့စားခဲကြတာတဲ့ဒါကြောင့်အခုကျမတို့ဒီလောက်လှတဲ့ကိတ်မုတ်လေးကိုဓာတ်နဲ့အချိုးကျကျလှီးပြီးစားခွင့်ရတာကတကယ်ကိုကံကောင်းတဲ့အခွင့်အရေးကြီးပါပဲပြီးတော့ကမ္ဘာအကြီးဆုံးမွေးနေ့ကိတ်အကြောင်းဟောကြားဖို့ကြလား1989ခုနှစ်တုန်းကအမေရိကန်ကအလာဘာမာပြည်နယ်မှာမွေးနေ့ကိတ်ကြီးတစ်ခုလုပ်ခဲ့ဘူးလေအဲ့ဒီကိတ်မုတ်ကအလေးချိန်ပေါင်း9000ကျော်တောင်ရှိတာတဲ့ဒါပေမဲ့ရေးစရာကောင်းတာလေအဲ့ဒီကိတ်မုတ်ကြီးကိုဘယ်သူမှမစားလိုက်ရဘူးဘာလို့လဲဆိုတော့ကိတ်မုတ်ကြီးကအရန်ကြီးတော့ခုန်နေတော့မှပဲအပူရှိန်ကြောင့်ပုံပြတ်သွားပြီးအထဲမှာလည်းမကျက်ဘဲနဲ့ဖြစ်သွားတာတဲ့ဒါပေမဲ့စိတ်မပူပါနဲ့အခုကျမလုပ်နေတဲ့ကိတ်မုတ်လေးကတော့ perfect ဖြစ်မိကွိနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ဟိုးရှိတော့ကကိတ်မုတ်တွေမှာပစ္စည်းတွေကိုထည့်ပြီးဝှက်ထားတတ်ကြတယ်တဲ့ဥပမာဆိုရင်ကိတ်မုတ်တွေမှာအကျွေးစီးလေးထားလိုက်တယ်အဲ့ဒီကိတ်မုတ်ကိုလှိလိုက်လို့ဒီအကျွေးစီးပါတဲ့နေရာကိုရတဲ့သူကကြတော့လာမယ့်နှစ်မှာတထေးဖြစ်မယ်လို့ယူဆခဲ့ကြတာကျိုးကကြတော့လက်စွပ်လေးတွေထည့်ထားကြတယ်လက်စွပ်ပါတဲ့သူကလာမယ့်နှစ်ကျရင်အိမ်အောင်ကြတော့မယ်ဆိုတဲ့နမိတ်ပေါ့အခုလေဒီလိုမျိုးအလေးထားလေးတွေစိတ်ပြီးတော့ရှိနေတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲပြီးတော့ဖျောက်နဲ့မှုတ်တဲ့အခါကျရင်တစ်ချက်တည်းနဲ့ပြအောင်မှုတ်ရတာရောမှတ်မိလားအရင်ဗီဒီယိုမှာပြောရသလိုမျိုးပဲအဲ့ဒါက18ရာစုဂျာမနီကနေစလာခဲ့တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်သူတို့ကဖျောက်နဲ့ကိုတစ်ချက်တည်းမှုတ်တဲ့အခါကျရင်လာမယ့်နှစ်မှာကံကောင်းခြင်းတွေရောက်ရှိလာမယ်လို့ယုံကြည်ခဲ့ကြတာဒါကြောင့်မွေးနေ့ရှင်တွေလည်းဖျောက်နဲ့မှုတ်တဲ့အခါကျရင်အသက်ကိုပြင်းပြင်းရှူပြီးတော့တခါတည်းပြအောင်မှုတ်ကြနော်အခုဒီကိတ်မှုလေးရဲ့မွေးနေ့ရှင်ကလည်းကံကောင်းခြင်းတွေအများကြီးသိထောင်လာပေးမှာပါကဲပြောရလဲများသွားပြီတမန်ကြောင်းတွေလည်းစုံနေပြီမွေးနေ့ကိတ်ကလည်းအလှဆင်လို့ပြီးသွားပါပြီမွေးနေ့ရှင်တွေလည်းဒီကိတ်မှုတွေကအထိုးတက်လေးလိုပဲအမြဲတမ်းပျော်ရွှင်ချုံမီနဲ့ဘဝလေးကိုပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Happy birthday ပါ